ပါဒေါသရမ်းကြည့်ပါလေဒေါသနော်အဲ့လိုမကြက်ဦးတယ်ဒီရနော်ဒေါသကြီးတဲ့ဟာတွေပေါ့နော်ဒီလိုဒေါသကြီးတွေရှိပါတယ်နော်သူကယောက်ျားကနော်ယောက်ျားကတော့ပခဲလေးလှွေးပြီးတော့အဆင်ပြေနေလားမိန်းကလေးကတော့ဒေါသရရင်ထွက်နေနော်ကြက်ဥကြော်တာတော့မှကြက်ဥကောင်းကောင်းမွယ်မကြော်နိုင်တော့ဘူးပေါ့နော်အဒေါသထွက်တဲ့လူတွေရှိပါလေဟိုမျိုးပေါ့နော်ဗီဒီယိုပါရေးပါဖုန်းရေးပြင်းပြင်းတိုင်းမှာဒီရောက်ဒေါသကြီးတယ်ဒေါသကြီးတယ်ဆိုတော့မျိုးတွေကဒေါသကြီးနော်လူတွေကဒေါသကြီးပြီဆိုချင်ဘာမှလုပ်လို့မရတော့ဘူးနော်ဒေါသဘာမှထင်းချိုးလို့မရတဲ့အရာရှိတဲ့အားတွေကုန်သွားတော့အဲ့လိုမျိုးနောက်ချက်ကျဲဥခွေးတာနော်အမှန်ကန်ခွေးသွားတယ်နော်အဲ့လိုမျိုးတွေဒေါသကြီးတာဒေါသနောက်ဘာလဲဆေးကြညာလားမသိဝါမဟုတ်နော်ပြတာမိတ်ဆွေများလာခဲ့ပါနော်ဆေးကြညာပါလေဒါကြီးအဲ့လိုမျိုးတွေပေါ့အဲ့လိုရှိတာဝါจะทำอะไรဆော့สนุกไหมเก่งซื้อသူလှုပ်ရှင်ကတမျိုးဟုတ်လားယောက်ျားလည်းလှုပ်တာကတမျိုးဖြစ်သွားလားနော်သူလှုပ်ရှင်ကတမျိုးပေါ့ယောက်ျားတရုပ်ဆောင်တော့တာကတမျိုးဒီလိုမျိုးကော်ချာချတဲ့ရှိတယ်ပေါ့နော်မိတ်ဆွေပါလေလာကြီးအောက်ကနမောင်းထွက်စင်နမောင်းจะเต็มไม่เต็มဒါရပါလေဟဲ့จะเต็มไหมอย่าဘယ်လိုယူရတယ်လဲဟာมากับพ่อมาဘယ်လိုမျိုးလဲရအောင်ဖမ်းတာသူလေးနော်ရအောင်ဖမ်းတာရမင်းကလေးဆိုတော့နော်ယောက်ျားဖမ်းတာကိုလွတ်จะเต็มไม่เต็มဆော့เสียชอบเลยเนาะอะไรเวงทำไมไม่ขายของ อ้าวอันนั้นไม่ใช่ตัวเหรอพี่ชายพี่ไงมาเนี่ยพี่บอกให้เลือกเสื้อเนี่ย เสียงพี่ชายวะคุณน่าตัวไกลได้เลยนะโกเยอะดิสซิปลินไอ้ตัวอยู่เอาซะเนาะလုံးအဲ့ဒါထည့်ယူပြီးတော့ဘီကိုယူပေါ့အဲ့လိုမျိုးရှိနော်တခါတည်းကျွန်တော်လုံးမတင်မှန်းနော်အိမ်မှာတကားပေါင်းလေးမှာတော့တဲ့ကြံခိတာတွေကားထင်းမှာကြံခိတာတွေပေါ့နော်ဒီလိုယူရခက်တဲ့ဟာလေးတွေပေါ့လာလုံးမှာလဲညလေးတွေကြောင်းမနော်ကြက်ကိုအထီပြီးတော့မရအောင်ထီရဆော့စရာချရပါတော့အဲ့လိုမျိုးတွေရှိတယ်တော့ကနော်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါရဲ့နော်ကျွန်တော်မိတ်ဆွေများနော်ဘုသူရရစရာလေးတွေကြည့်ရှင်စရာလေးတွေနော်ရေရှင်စရာလေးတွေကိုနော်ကျွန်တော်တင်ဆက်ရှာပေးပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်လို့မိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်